တရားရှုမှတ်တဲ့အခါမှာပထမကြီးကစားမှာဒုဘောင်ကခြေလဲဆိုတဲ့ဆိုင်ထဲပညာခန္ဓာကြီးကိုတွေ့ကောင်းတွေ့ပါလိမ့်မယ်ပုဂ္ဂိုလ်တ attva ငါဆိုတဲ့ဆွဲလည်းပဲပါကောင်းပါပါလိမ့်မယ်ဒါပေမဲ့တကယ်ကြည့်ရမှာကတော့ပညာခန္ဓာကြည့်ရမှာမဟုတ်ဘူးပရမတ်ခန္ဓာကြည့်ရမှာပုဂ္ဂိုလ်တ attva ငါဆိုတဲ့ဆွဲနဲ့ကြည့်ရမှာမဟုတ်ဘူးပုဂ္ဂိုလ်တ attva ငါဆွဲကင်းပြီးတော့ကြည့်ရမှာဖြစ်ပါတယ်အဲဒီလိုကြည့်နိုင်ဖို့ရန်အတွက်တတိအကူအညီလဲယူရတယ်တမာတိအကူအညီလဲယူရတယ်တတိတမာတိဆိုတဲ့တမာတိမဲ့ခင်တွေပြည့်စုံမှပညာမဲ့ခင်ဆိုတဲ့တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတရားနဲ့ဟောဒီယုတ်တရားနံတရားတို့ရဲ့သဘောကိုလည်းပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်ချနိုင်တယ်ဟောဒီယုတ်သဘောနံသဘောဟာဖြစ်ပြီးပြတ်တတ်တဲ့သဘောပါပဲလို့လည်းပဲဆုံးဖြတ်ချက်ချနိုင်ပါတယ်ဟောဖြစ်ပြီးပြတ်တတ်တဲ့သဘောလေးကဒုက္ခသစ္စာလေးပါပဲလို့လည်းပဲပိုင်ပိုင်ခြားခြားသိနိုင်ပါတယ်အဲဒါကြောင့်မလို့တတိလက်လွတ်လို့မရဘူးတမာတိမပါလို့မရဘူးအဲ့ဒီတတိနဲ့တမာတိအကူအညီရလိုက်ပြီဆိုရင်ဘလောက်ပဲပုဂ္ဂိုလ်တ attva လို့ထင်မြင်ကြတော့လည်းပဲဒါပုဂ္ဂိုလ်မဟုတ်ဘူးတ attva မဟုတ်ဘူးယောက်ျားမိန်းမမဟုတ်ဘူးဟောတာဟာယုတ်သဘောပဲဟောတာဟာနံသဘောပဲဟောဒီသဘောကမှအမှန်ဟုတ်တယ်ဟောဒီသဘောကမမှန်ဘူးဆိုတာကိုတတိတရားလေးနဲ့ခွဲခြားပေးနိုင်ပါလိမ့်မယ်အဲဒီလိုခွဲခြားပေးလို့ပရမတ်ခန္ဓာဆိုတဲ့သဘောခန္ဓာကလေးကိုစိတ်စိုက်ချထားမိပြီဆိုရင်တဲ့တဲ့မှသိမြင်ခွင့်ရသွားပြီဆိုရင်တမာရီနဲ့စူးစူးဆိုက်ဆိုက်ကြည့်ပြလိုက်ပါတမာရီကတဲ့ပြီးမှပညာကအမှန်တိုင်းဆုံးဖြတ်ခွင့်ရနိုင်ပါတယ်တမာရီကတဲ့မပေးဘူးဆိုရင်တော့မိမိရဲ့စိတ်ကပုဂ္ဂိုလ်တ attva စီကိုပြန်ရောက်သွားတတ်ပါတယ်ဒုဘောင်ကခြေလဲဆိုတဲ့ပုံမှန်တရားစီကိုပြန်ရောက်သွားတတ်ပါတယ်အဲဒီလိုရောက်သွားမယ်ဆိုရင်ပညာတရားကဟောရကယုတ်ပဲဟောရကနံပဲလို့ဘယ်လိုနည်းနဲ့မှဆုံးဖြတ်ချက်ချနိုင်မှာမဟုတ်ပါဘူးလောကဥပမာအဖြစ်ပြောကြပါစို့ဆိုရင်မြားပြည့်တဲ့ပုဂ္ဂိုလ်တယောက်သည်မပြည့်ခင်မှာချိန်ပေးရတယ်ချိန်ပြီးတော့မှပြည့်ရတယ်မချိန်မဲနဲ့ပြည့်ရင်ပြည့်မှတ်ကိုတဲ့တဲ့မှမရောက်နိုင်ပါဘူးမချိန်မဲနဲ့ပြည့်ရင်ရောက်ချင်ရရောက်ဗျမ်းမရာရောက်သွားတတ်ပါတယ်အဲဒါကြောင့်ပြည့်မှတ်ကိုတဲ့တဲ့မှရောက်ဖို့ဆိုတာပထမဆုံးတည်တည်ချာချာချိန်ရပါတယ်ဘယ်လောက်ကြာကြာချိန်ရမလဲဆိုရင်မြားပြည့်တဲ့ပုဂ္ဂိုလ်ရဲ့အလေးကျင့်ပေါ်မှာမူတည်ပါတယ်အလေးကျင့်နေသေးရင်တော့ကြာကြီးချိန်ရမှာပဲအလေးကျင့်သိကောင်းရင်တော့ခဏလေးနဲ့ချိန်ုံနဲ့ပြည့်မှတ်ကိုတဲ့တဲ့မှတဏ္ဍမှရောက်နိုင်ပါတယ်အလေးကျင့်နဲ့သိအားကောင်းပြီဆိုရင်အလုံးတရာကျွမ်းကျင်သွားပြီဆိုရင်တော့ချိန်စရာကိုမလိုတော့ပါဘူးပြစ်လိုက်တာနဲ့ပြည့်မှတ်ကိုတဏ္ဍမှရောက်နိုင်ပါတယ်အဲဒီလိုပါပဲမိမိတို့ရဲ့တဏ္ဍမှာလည်းပဲတတိနဲ့တမာတိဆိုတဲ့တမာတိမဲ့ခင်၃ပါးရဲ့အခန်းကဏ္ဍဟာအင်မတန်လိုအပ်ပါတယ်ဝရိယတရားကလေးကလည်းမြင့်တင်ပေးမယ်တတိတရားကလေးကလည်းပဲအရှုခံတရားစီကိုအမြဲတမ်းတတိထားပေးမယ်တမာတိတရားကလေးကလည်းအရှုခံတရားနဲ့တဲ့ပေးမယ်စွစွဆက်ဆက်ချပေးမယ်အဲဒီလိုတမာတိတရားကလေးများများကြီးကိန်းထားရင်ပညာမဲ့ခင်နဲ့ရှုမှတ်တဲ့နေရာမှာပြင်းမှတ်ကိုမလွဲပဲနဲ့ပြည့်နိုင်တယ်လို့ပါပဲယုတ်သဘောနာသဘောခန္ဓာသဘောဖြစ်ဖြစ်သဘောကိုမှန်မှန်ကန်ကန်ကြီးဆုံးဖြတ်ချက်ချနိုင်မှာဖြစ်ပါတယ်ဒီတော့တမာရီတရားဘလောက်တောင်ကြာကြာကိန်းအောင်ကြိုးစားရမှာလဲလို့မေးရင်မိမိရဲ့ကျွမ်းကျင်မှုအတိုင်းအတာပေါ်မှာမူတည်ပါတယ်အားကောင်းတဲ့တမာရီအနေထားဖြစ်တဲ့ပုံမှာမူတည်ပါတယ်မိမိရဲ့လေ့ကျင့်ကနဲလို့တမာရီမရနိုင်ဘူးဆိုရင်တော့9မိနစ်လဲကြာရင်ကြာမယ်10မိနစ်လဲကြာရင်ကြာမယ်15မိနစ်လဲကြာရင်ကြာမယ်အဲဒီလိုတမာရီလေးအချိန်တက်လာတော့မှပညာစကံရှုကြည့်တဲ့နေရာမှာတဏ္ဍမမရှုကြည့်နိုင်မှာဖြစ်ပါတယ်တမာရီရဲ့စွမ်းအားနည်းနေတယ်ဆိုရင်ပညာနဲ့ရှုကြည့်တဲ့နေရာမှာအရှုခံတရားကိုပိုင်ပိုင်နိုင်နိုင်သိခွင့်ရမှာမဟုတ်ပါဘူးအဲဒါကြောင့်တမာရီကိုကြိုတင်ပြီးတော့ကိန်းအောင်ကြိုးစားပေးရတယ်အလေးကျင့်တဲ့ပုဂ္ဂိုလ်များဆိုရင်တမာရီကိုကြာကြာကြီးဖြစ်အောင်ထူထောင်ပေးရမှာဖြစ်ပါတယ်အလေးကျင့်များလာပြီဆိုရင်တော့တမာရီကိုသိကြာကြာကြီးထူထောင်စရာမလိုပဲနဲ့
စိတ်ကစိုက်လိုက်တာနဲ့တတိလေးကိန်းလိုက်တာနဲ့တမာရီဟာအလိုလျောက်ရလာပါလိမ့်မယ်အဲ့ဒီလိုရလာပြီဆိုရင်ပညာနဲ့တဏ္ဍမမရှုမှတ်နိုင်ပါပြီအလေးချင်းနဲ့သိကောင်းပြီမိမိရဲ့ဉာဏ်ကလည်းသိထက်လာပြီတမာရီတရားကလေးတွေကလည်းပဲသိကိုစွတ်စွတ်ဆက်ဆက်ဖြစ်လာပြီဆိုရင်တော့အထုတည်းလည်းတမာရီစိုက်เสียမလိုတော့ပါဘူးဘယ်ကိုပဲကြည့်လိုက်ကြည့်လိုက်တမာရီပါလာပြီဘယ်ကိုပဲကြည့်လိုက်ကြည့်လိုက်တမာရီပါလာပြီတမာရီပါလာတဲ့နေ့အမြပညာတရားကလည်းပဲအရှုခံတရားကိုတဏ္ဍမမရှုနိုင်မှာဖြစ်ပါတယ်အဲ့ဒီလောက်အထိရင်းကျက်သွားပြီဆိုရင်တော့9မိနစ်10မိနစ်ချိန်ကုန်ခံပြီးတော့တမာရီထူထောင်ပေးเสียမလိုတော့ဘူးပေါ့အဲ့ဒီလိုမှမဟုတ်သေးရင်တော့ဉာဏ်သွားတဲ့နောက်ကတမာရီကမလိုက်နိုင်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်အရှုခံတရားကိုတမာရီနဲ့တက်မပေးနိုင်သေးဘူးဆိုရင်တက်ပေးနိုင်တဲ့အခြေခံအခြေအနေမဖြစ်သေးဘူးဆိုရင်တော့တမာရီကိုထိုးတယ်လေထူထောင်ပေးရအောင်မှာပါပဲအဲဒီလိုတမာရီလေးဖြစ်လာပြီတတိလေးကိန်းလာပြီဆိုမှပညာမဲ့ခင်ရခန့်ကဏ္ဍကျေကျေပြန့်ပြန့်ဆောင်ရွက်လို့အဆင်ပြေသွားမှာပါအဲဒါကြောင့်ယောဂီအပေါင်းတော်ကောင်းတို့ဟာတတိလည်းကိန်းထားရမယ်တမာရီလည်းတီးအောင်ကြိုးစားပေးရမယ်တတိတမာရီဝရိယတရားတွေပြည့်စုံသွားရင်ပညာဟာအလိုလျောက်ပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်အဲ့ဒီပညာတရားနဲ့ကြည့်လိုက်တဲ့အခါမှာပရမယုံသဘောနာမ်သဘောလေးတွေကြည့်တယ်ယုံသဘောနာမ်သဘောလေးတွေပေါ်လာတာကိုတတိလေးကတတိပေးနေတယ်ဟောတာကယုတ်ပဲဟောတာကနာမ်ပဲဟောတာကခန္ဓာပဲလို့တတိတရားရဲ့စွမ်းရည်ကြောင့်ယုံနာမသိခွင့်ရသွားပြီတမာရီတရားကလည်းစွတ်စွတ်ဆက်ဆက်ဖြစ်အောင်ကြိုးစားပေးထားပြီအဲ့ဒီအချိန်ခါမှာပညာဉာဏ်နဲ့စွတ်စွတ်ဆက်ဆက်ကြည့်လိုက်ဖို့ပဲလိုပါတယ်အဲ့ဒီလိုပညာလေးနဲ့စွတ်စွတ်ဆက်ဆက်ကြည့်လိုက်တဲ့အခါမှာကြည့်နေတဲ့ကာလမှာပဲယုတ်လည်းမတွေ့ရဘူးနာမ်လည်းမတွေ့ရဘူးရုပ်ပေါ်လာလို့ရုပ်ကိုကြည့်ပေမဲ့ရုပ်ကိုမတွေ့ရတော့ဘူးပြတ်တဲ့သဘောလေးပဲတွေ့ရမှာပဲနာမ်ပေါ်လာလို့နာမ်ကိုကြည့်ပေမဲ့လို့လည်းပဲနာမ်ကိုတွေ့ရမှာမဟုတ်ဘူးပြတ်တဲ့သဘောလေးပဲတွေ့ရမှာပဲဒါတော့ပညာနဲ့တကယ်တမ်းတွေ့တယ်ဆိုတာကအပြည့်ရဲ့လက္ခဏာလေးကိုသာတွေ့ရတာပါဘာတွေပြတ်သွားတာတော့ယုတ်တရားနံတရားတွေပြတ်သွားတာပါအဲဒီလိုယုတ်တရားနံတရားတွေမရှိတော့ဘူးပြတ်သွားပြီပြတ်တာကလည်းပဲဟုတ်တော်အဘာဝထေနာဆိုတဲ့အတိုင်းပဲအစကတည်းကမရှိတဲ့တရားမဟုတ်ဘူးဖြစ်ပြီးမှပြတ်တဲ့တရားလေးပဲပရမဖြစ်တယ်ဖြစ်ပြီးတော့ပြတ်တယ်အပြည့်ရဲ့သဘောကိုတွေးလိုက်တယ်ဆိုပေမဲ့လို့လည်းပဲဟောဒီအပြည့်ဟာဖြစ်ပြီးမှပြတ်တဲ့သဘောတရားပါပဲလို့ဉာဏ်ကအဲ့ဒီလိုသဘောပေါက်ရမှာဖြစ်ပါတယ်အဲ့ဒီလိုသဘောပေါက်ပြီးတော့ဩဒါကဖြစ်သဘောလေးပဲဒါကပြတ်သဘောလေးပဲလို့အဲ့ဒီလိုဖြစ်သောပြတ်သဘောကိုရှုကြည့်လိုက်တဲ့အခါမှာမိမိရဲ့ဉာဏ်ဟာအမှန်ကိုမှန်တဲ့သိတဲ့ယထာဘုဒ္ဓဉာဏ်ဖြစ်ပါတယ်အဲဒီလိုယုတ်တရားနဲ့တရားကလေးတွေရဲ့အပြည့်ကိုမြင်တဲ့အခါမှာမိမိရဲ့စိတ်ထဲမှာစောင်းတီးတဲ့ဥပမာကဲသို့မှတ်ရပါမယ်ဘယ်လိုမှတ်ရမလဲဆိုလို့ရှိရင်စောင်းတီးတဲ့ပုဂ္ဂိုလ်တယောက်ဟာစောင်းကိုမတီးခင်ကစောင်းခွက်ထဲမှာအတန်တွေရှိသလားလို့ကြည့်လိုက်ရင်စောင်းခွက်ထဲမှာအတန်မရှိပါဘူးကြိုးကလေးတွေကိုလက်ကလေးနဲ့တီးခတ်လိုက်တဲ့အခါမှာအတန်ကလေးပေါ်လာတယ်ဒီအတန်ကလေးဘယ်ကရောက်လာတာလဲလို့မေးရင်လည်းပဲဒီအတန်ကလေးကဘယ်ကမှရောက်လာတာမဟုတ်ပါဘူးလက်ခတ်ကလေးနဲ့ကြိုးကလေးနဲ့တွေးထိလိုက်ဆဲကာလမှာအဲ့ဒီအကြောင်းတရားကြောင့်ပေါ်လာတဲ့အကျိုးတရားလေးပဲဖြစ်ပါတယ်အဲ့ဒီအတန်ကလေးကဖြစ်တယ်ဖြစ်ပြီးတော့ရပ်သွားတယ်ရပ်သွားတာဟာချုပ်ပြောက်သွားတာပဲအဲ့ဒီလို့ဆိုဒီအတန်ကလေးဘယ်ရောက်သွားတာတော့စောင်းဝက်ထဲပြန်ဝင်သွားတာလားဖွင့်ကြည့်လိုက်ရင်စောင်းဝက်ထဲပြန်ဝင်သွားတာလည်းတွေ့ရမှာမဟုတ်ပါဘူးစောင်းဝက်ထဲပြန်ဝင်သွားတာမဟုတ်တယ်လို့တဏှာမှာသွားပြီးတော့စုပုံနေတာလားမေးတော့လည်းပဲတဏှာမှာလည်းဒီအတန်တွေသွားပြီးတော့စုပုံနေတာမဟုတ်ပါဘူးအကြောင်းတရားလေးရပ်ဆိုင်သွားလို့အကျိုးတရားလေးချုပ်ပြောက်သွားခြင်းသာဖြစ်ပါတယ်အဲ့ဒီဥပမာလိုပါပဲတဲ့ရှုမှတ်အရှုခံတရားကိုရှုမှတ်နေတဲ့ယောဂီပုဂ္ဂိုလ်ဟာလည်းပဲယုတ်သဘောနာသဘောဖြစ်သဘောပြတ်သဘောလေးတွေကိုမမြင်ခင်တုန်းကဒီယုတ်သဘောနာသဘောဖြစ်သဘောပြတ်သဘောလေးတွေဟာတဏှာမှာစုပုံပြီးတော့နေတာလားလို့ဒီလိုမစဉ်းစားပါနဲ့အဲ့ဒီနေရာမှာစုပုံပြီးတော့ယုတ်တရားကလေးဟာမိမိရှုကြည့်လိုက်တဲ့အခါကျတော့မှတစ်ခုပြီးတစ်ခုရောက်လာတယ်နံတရားကလေးကလည်းပဲတဏှာကနေပြီးတော့တစ်ခုပြီးတစ်ခုရောက်လာတယ်လို့ဒီလိုလည်းမမှတ်ပါနဲ့တဲ့မိမိရှုကြည့်လိုက်တဲ့ကာလမှာယုတ်တရားကလေးဟာအကြောင်းတိုက်ဆိုင်လို့ပေါ်တဲ့အကျိုးတရားလေးပဲနံတရားကလေးကလည်းပဲအကြောင်းတိုက်ဆိုင်လို့ပေါ်တဲ့အကျိုးတရားလေးပဲအခုအကြောင်းတိုက်ဆိုင်လို့အခုပေါ်တဲ့အကျိုးတရားလေးပါပဲဘယ်နေရာကမှစုပြုံပြီးတော့ထားပြီးတော့အဲ့ဒီစုပြုံပြီးထားတဲ့နေရာကနေပြီးတော့တစ်ခုချင်းတစ်ခုချင်းရောက်လာတာမဟုတ်ပါဘူးအခုအကြောင်းတိုက်ဆိုင်လို့ပေါ်တဲ့အကျိုးတရားလေးပဲလို့အဲ့ဒီလိုဉာဏ်နဲ့သဘောပေါက်ရမှာဖြစ်ပါတယ်အဲ့ဒီလိုသဘောပေါက်နေတာဖြစ်တဲ့အတွက်သဘောပေါက်အောင်ရှုကြည့်ရမှာဖြစ်တဲ့အတွက်
အရှုခံတရားယုတ်တရားနံတရားကလေးကိုမမြင်ခင်မှာဟောဘယ်နေရာမှာများယုတ်တရားလေးရှိနေတယ်လဲဘယ်နေရာမှာများနံတရားလေးရှိနေတယ်လဲဘယ်နေရာမှာစုပုံထားတာလဲလို့လိုက်ရှာနေကြမလို့ပါဘူးတဲ့မိမိရဲ့တဏ္ဍာမှာကြောင်းတိုက်ဆိုင်နေအကျိုးပေါ်တယ်အကျိုးပေါ်တာကလေးကိုပဲညာကလေးနဲ့ဖြတ်ပြီးတော့ကြည့်လိုက်ရုံပါပဲကြိုတင်ပြီးတော့ရှာနေကြမလို့ပါဘူးဒါကြောင့်ရှုခံတရားတွေလိုက်ပြီးတော့မရှာပါနဲ့အကြောင်းတိုက်ဆိုင်ရင်ပေါ်ပါလိမ့်မယ်ပေါ်နေစေကာလကိုပဲပေါ်နေစေဉာဏ်နဲ့မလွတ်တမ်းသိအောင်ကြိုးစားပေးဖို့ပဲလိုပါတယ်အဲဒီလိုကြည့်လိုက်တော့ဟောဒီယုတ်တရားနံတရားကလေးကွယ်ပြောက်သွားတဲ့အခါမှာလည်းပဲချုပ်ပြောက်သွားတဲ့အခါမှာလည်းပဲဟောဒီယုတ်တရားကလေးကချုပ်ပြောက်သွားပြီဘယ်နေရာမှသွားပြီးတော့စုနေမှာပါလေဘယ်နေရာမှသွားပြီးတော့ကိန်းနေမှာပါလေဘယ်နေရာမှသွားပြီးတော့အောင်းနေပါလေဒီလိုလိုက်ပြီးတော့မရှာပါနဲ့လိုက်ပြီးတော့မစင်းစားပါနဲ့ချုပ်ပြောက်တဲ့ယုံနာချုပ်ပြောက်တဲ့သဘောပဲရှိပါတယ်ဒီနေရာကနေချုပ်ပြောက်ပြီးတော့ဒီနေရာမှာသွားပြီးတော့နေရုံထုံးတာမရှိပါဘူးအဲဒါကြောင့်မို့လို့ယုံနာကိုကြည့်တဲ့အခါမှာမပေါ်လာသေးတဲ့ယုံနာကိုလည်းလိုက်ပြီးတော့မရှာပါနဲ့ချုပ်ပြောက်သွားပြီးတဲ့ယုံနာကိုလည်းဘယ်နေရာရောက်သွားမှာပါလိမ့်မလဲဆိုပြီးတော့လည်းပဲကြောင်းကြပြပါတာစိုက်မနေပါနဲ့ပေါ်လာရင်ပေါ်တဲ့အတိုင်းရှုပါပြတ်သွားရင်ပြတ်တဲ့အတိုင်းမြင်လိုက်ပါအော်ပေါ်လာတယ်အော်ပြတ်သွားပြီလို့ဩဒါမမြဲတဲ့သဘောတရားလေးလိုပဲစိတ်ထဲမှာကောက်ကျချလိုက်ပါအဲဒီလိုကောက်ကျချလိုက်တဲ့အလုပ်ဒီဉာဏ်အလုပ်ဖြစ်ပါတယ်တမ္မာဒိဋ္ဌိအလုပ်ဖြစ်ပါတယ်အဲဒီတော့တမ္မာဒိဋ္ဌိဆိုတဲ့ဉာဏ်နဲ့ရှုကြည့်လိုက်တဲ့အခါမှာအရှုခံတရားကလေးတွေကိုကြည်တိုင်းအရှုခံတရားဆိုတာဟာလည်းပဲပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးအကောင်ထဲလည်းမဟုတ်ဘူးပုံမှန်တရားလည်းမရှိပါဘူးအထယ်ကြီးလည်းမရှိပါဘူးတကယ်တမ်းကျတော့သဘောတရားလေးသာဖြစ်ပါတယ်ယုတ်တရားကလည်းသဘောတရားလေးပဲနံတရားကလည်းသဘောတရားလေးပဲအဲ့ဒီသဘောတရားကလေးတွေကိုကြည့်တဲ့အခါမှာဒီသဘောတရားရဲ့တဘာဝအတိမ်နဲ့အတိုးအဆုပ်ကိုကြည့်ပြီးတော့ပဲဟောတာဖြစ်သဘောပဲဒါပြက်သဘောပဲလို့ဒီလိုသတ်မှတ်ရမှာဖြစ်ပါတယ်နာရသဘောလေးပေါ်တဲ့နာရာလေးကဒီတိုက်တည်နေတာလားရော့သွားတာလားတိုးသွားတာလားဒါလေးအကဲခတ်ပါရော့သွားတယ်ဆိုရင်တော့ဗဂရိအနာပြောင်းလို့ရော့သွားတဲ့နာအသိပေါ်လာခြင်းပါပဲတိုးလာတယ်ဆိုရင်လည်းဗဂရိအနာပြောင်းလို့ဒီတက်မကကြီးမားတဲ့အနာကလေးတခုအသိပေါ်လာခြင်းပါပဲဒီနည်းနဲ့တိုင်းတာပြီးတော့ဖြစ်သဘောပြက်သဘောကိုနားလည်ရမှာဖြစ်ပါတယ်ဒီနည်းနဲ့သာပါပဲပူတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်အေးတယ်ပြော့တယ်မာတယ်စသည်ဖြင့်ဘယ်သဘောတရားကိုပဲကြည့်ကြည့်သဘောတရားလေးပြောင်းသွားတိုင်းသဘောတရားကလေးမတူတာတွေ့တိုင်းပရမတ်တခုမရှိတော့ဘူးနောက်တစ်ခုအသိပေါ်လာပြီဒါဖြစ်သဘောပြက်သဘောပဲအဟောင်းပြက်လို့အသိပေါ်တာပဲလို့ဒီလိုနားလည်ရမှာဖြစ်ပါတယ်ဉာဏ်ရဲ့အမြင်ဟာစင်တူမဟုတ်တာမြင်လို့ဒီလိုဆိုရှိပါတယ်ပဂရိမျက်စိရဲ့အမြင်ကတော့ဆင်ခွဲမြင်ပဂရိမျက်စိနဲ့ကြည့်ရင်ဖြူကိုဖြူတိုင်းသိတယ်မဲကိုမဲတိုင်းသိတယ်အပုကိုပူတိုင်းသိတယ်ရှည်ကိုရှည်တိုင်းသိတယ်ဒါကပဂရိမျက်စိရဲ့အမြင်ဖြစ်ပါတယ်ဉာဏ်မျက်စိနဲ့ကြည့်တဲ့အခါကျတော့ပူတာလည်းမရှိဘူးရှည်တာလည်းမရှိဘူးဖြူတာလည်းမရှိဘူးနေတာလည်းမရှိဘူးအားလုံးကသဘောတရားကလေးတွေကြီးပဲဖြစ်နေတဲ့အတွက်အဲ့ဒီသဘောတရားကလေးတွေရဲ့တူနေတဲ့သဘောတရားကိုမတူတဲ့အချင်းရာကလေးကြည့်ပြီးတော့ဩဒါကပြောင်းသွားပြီဩဒီနေရာမှာအဟောင်းပြတ်သွားပြီဒီနေရာမှာအသစ်ပေါ်လာပြီလို့ဆင်တူပင်တူညာတော်လည်းပဲပရမတ်တခုမဟုတ်တဲ့နောက်တစ်ခုအသစ်ပေါ်တာကိုကြည့်ပြီးတော့ဖြစ်သဘောပြတ်သဘောကိုကောက်ချက်ချရမှာဖြစ်ပါတယ်အဲဒါကြောင့်ယောဂီအပေါင်းတော်ကောင်းတို့ဟာမိမိတို့ရဲ့တဏ္ဍာမှာရှိတဲ့ယောဓမနန္ဒမကိုကြည့်တဲ့အခါမှာပုဂ္ဂိုလ်တ attva လည်းမမြင်ပါစေနဲ့ယောက်ျားမိန်းမလည်းမမြင်ပါစေနဲ့အကောင်ထည်လည်းမမြင်ပါစေနဲ့ပရမသဘောတရားကိုသာမြင်အောင်ကြည့်ပါအဲဒီလိုမြင်ဖို့ရန်အတွက်သမာဓိမဲ့ခင်ရတော့သိအရေးကြီးပါတယ်သမာဓိမဲ့ခင်ကနေပြီးတော့ပရမသဘောတရားသဘောခန္ဓာကလေးတွေကိုထောက်ပြီးတော့ပြလိုက်တဲ့အချိန်မှာပညာမဲ့ခင်နှစ်ပါးနဲ့ဩဒါကယုတ်ပဲဒါကနာမ်ပဲလို့ဆုံးဖြတ်ချက်ချနိုင်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်အဲဒီလိုကြည့်တဲ့အခါမှာလည်းသဘောတရားကလေးတစ်ခုနဲ့တစ်ခုမတူပါလားမတူတာလေးကိုကြည်တိုင်းမြင်တိုင်းသဘောပေါက်တိုင်းဟောဒါအဟောင်းချုပ်လို့သိပေါ်တာပဲတခုပြက်လို့တခုအသိပေါ်တာပဲဖြစ်ပြက်ဆိုတာဒါပဲလို့အဲဒီလိုပညာမဲ့ခင်နှစ်ပါးနဲ့ဆုံးဖြတ်ချက်ချလိုက်ရမှာဖြစ်ပါတယ်အဲဒီလိုဆုံးဖြတ်ချက်ချလိုက်နိုင်ပြီဆိုရင်ဖြစ်ပြက်ကိုလည်းမြင်တယ်ဖြစ်ပြက်ကိုလည်းမောင်းတယ်အနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာရဲ့၃ပါးကိုလည်းပိုင်နိုင်မြင်တဲ့သဘောတရားနေပါပြီအဲဒီလိုလက္ခဏာရဲ့၃ပါးပိုင်နိုင်မြင်လို့ဖြစ်ပြက်တွေမောင်းလာပြီဆိုရင်ဖြစ်ပြက်မောင်းရာကနေဖြစ်ပြက်ဆုံးအောင်ဆက်လက်ပြီးတော့ရှုပွားဖို့ပဲရှိပါတယ်အဲဒီလိုဖြစ်ပြက်ဆုံးအောင်ရှုပွားနိုင်လို့ဖြစ်ပြက်တွေရှိရာကနေပြီးတော့ဖြစ်ပြက်ကလေးတွေမြင်ရာကနေပြီးတော့ဖြစ်ပြက်ကိုမမြင်တော့ဘဲနဲ့ဖြစ်ပြက်တို့ရဲ့ဆုံးရာဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုသာပြောင်းပြီးတော့မြင်လိုက်မယ်ဆိုရင်မိမိတို့ရဲ့ဉာဏ်ကလည်းပဲလောကုတ္တရမဲ့ဉာဏ်ဖြစ်နေပါပြီ
လောကုတ္တရာမဉ္ဇဉ်ဖြစ်သွားပြီဆိုရင်မိမိတို့ဟာဘယ်နည်းနဲ့မှအပယ်လေးပါးသံဃာမရောက်နိုင်တော့ဘူးအပယ်လေးပါးသံဃာမှာစိတ်ချသွားရပြီဖြစ်တဲ့အတွက်သောတာပတ္တိမဉ္ဇဉ်ဆိုတဲ့အပယ်လေးပါးသံဃာအဆက်ဖြတ်နိုင်တဲ့ဉာဏ်ရအောင်ကြိုးစားပြီးတော့ကြည်ပြရမှာဖြစ်ပါတယ်အဲဒါကြောင့်ဖြစ်ပျက်တွေမြာကနေဖြစ်ပျက်တွေမုံဖြစ်ပျက်တွေမုံရကနေဖြစ်ပျက်တွေဆုံးအောင်ကြည်ပြီးတော့အပယ်လေးပါးသံဃာကုံအောင်ချုပ်အောင်ဆုံးအောင်ကြိုးစားပြီးတော့ရှုမှတ်သုံးသပ်ပွားများပေးကြပါယောဂီအပေါင်းတော်ကောင်းတို့